အားလုံးမင်္ဂလာပါပေါ်ပေါ်ပီတီရှန်နဲ့ပြန်လည်ကြိုလိုက်ပါတယ်ဒီနေ့မှာတော့ပွဲစဉ်တွေအများကြီးရဗျာဒီနေ့တနင်္ဂနွေနေ့မှာတစ်ချိန်နဲ့တစ်ပြိုင်နဲ့ကန်ကြမဲ့ပွဲတွေအများပါတယ်ကျွန်တော်အဲ့ဒီနေရာမှာ6ပွဲရေးချက်ထားပါတယ်6ပွဲခံမှန်းသုံးသမှာဖြစ်ပါတယ်အပန်းမြင့်ကျွန်တော် line subscribe လေးလုပ်သွားပေးကြပါဦးကဲအားဆိုရင်စလိုက်ကြအောင်ပထမဆုံးပွဲကတော့ရိုမာနဲ့လာစီကို CD ပွဲဗျာဒီ CD ပွဲတွေကတော့ဒီနေ့မှာအစောဆုံးပဲဗျာ4နိုင်ခွဲမှာကန်မှာရိုမာတစ်လုံး20ရှုံကိုပေါင်း380နိုင်ပေးထားတယ်ပထမကြောကတော့ဗျာတဲကြီးပဲပေးခဲ့တာလာစီကိုပွဲမှာအမှနှလုံး50ရှုံပေးရိုမာ1စီးနဲ့နိုင်လာဒီပွဲက body ကြီးရောဂူပေါင်းကြီးရောတော့မြင့်နေဗျပုံမှန်ကြီးတဲ့ကိုမြင့်နေရိုမာရဲ့ဂူပေါင်းကြီးဆိုတာအများတန်းဗျ2မိုင်းနဲ့မှရှိနေရများတယ်ဒီပွဲတော့3 black ထိရောက်လာဒါလည်းသူ့ရဲ့အမှတ်လိုအချက်ပြီးတော့ဂူးမြူးနေကြောင်လည်းပါမယ်ဗျလာစီကလည်းဘာမှမထူးတော့ဘူးလေသူ့နေထားဒီပွဲမှာ AC တို့ထပ်ပြီးတော့ခြေလျှော်သွားရင်ဗျာရိုမာအခွင့်ရေးရသွားမှာ AC နေရာကိုတန်းရောက်သွားမှာနောက်ဆုံး5ပွဲမှာလည်းအတ္တတသိန်းကိုပဲရိုမာတီကြတာဗျ4ပွဲကနိုင်ထားတယ်ဂိုးကြီးလည်းမြူးနေဗျသူသဖြင့်ဘီလာခေါ်တာတိုက်စစ်မာလန်ဂိုးကြီးမြူးနေဗျလာစီဝါလည်းရောဝင်မျှော်လင်းစရာဖြစ်တယ်ကိုပါအီတာလီယာဘိုလူပွဲမှာဗျအင်တာကို2စီးနဲ့ပြတ်တက်ကိုရှုံးသွားဒါပေမဲ့အပွဲမှာသူခြေကောင်းနေဗျခြေကောင်းနေဆိုရင်လည်းဘာမှမတက်တာပဲရှုံးသွားတာကံမကောင်းတာဗျရမဲ့ဂိုးတွေကအဲ့တော့လာစီဝါဗျအမှခြေကုန်းလက်ပန်းလည်းကြာတာဒီပွဲကလည်းသူတော့ဘာမှလိုအပ်ချက်မရှိဘူးလာစီဝါပြီးတော့အရင်လိုပိတ်စော့နေတဲ့အတင်လည်းမဟုတ်တော့ဘူးဗျတိုင်ပေါ့ပါတူတင်ကိုတင်ပြန်စော့နေအဲ့ဒါကြောင့်ဒီပွဲမှာရိုမာတို့နိုင်ရဖို့လွယ်ကူသွားနိုင်တယ်သူကအိမ်ကွင်းလည်းဖြစ်နေဗျကျွန်တော်ရိုမာဝယ်ကြိုက်ပါတယ်ဒီပွဲမထင်မှပဲနှစ်ဖက်သွင်းကိုလည်းရသွားနိုင်တယ်ဗျလက်ရှိရိုမာတို့ခံစစ်ကတော့အိမ်ကွင်းမှာပိုကောင်းတယ်ဒါပေမဲ့ဒီပွဲလာစီဝါလည်းပေါ့ပါကန်လာမှာဆိုဂိုးတောင်ပြန်ရသွားနိုင်တယ်ဒီပွဲဂိုးပေါ်လည်းကြိုက်ပါတယ်ကျွန်တော် Telegram channel မှာလည်းကျွန်တော်နေ့စဉ်ပွဲကောင်း body တွေတင်ပေးနေပါတယ်ပွဲများရဲ့နေ့ဆိုရင်တော့ကျွန်တော်မောင်းကပ်ပါတင်ပေးတယ်ဗျအမှစိတ်ဝင်စားရင်တွားရောက်ကြည့်ရှုပြီးတော့ join မိခဲ့ကြပါဦးနောက်တစ်ပွဲကတော့ဒူနာနဲ့ AC Milan ဒါကတော့4နိုင်ပွဲပဲဗျဒီပွဲလဲဒီပွဲနဲ့ခုနရိုမာပွဲနဲ့ကတော့ဆက်နေပါဗျာချန်ပီယံလိဝင်လူနေတဲ့နှစ်သင်း AC Milan တစ်လုံး60နိုင်ပေးထားကိုကနှလုံး90ရှုံးပထမကြောကတော့ဗျာတစ်လုံး40ရှုံးနှလုံး50ရှုံးပေးပြီးတော့1-1ပဲတီကြလာတာ AC တို့ဇက်တိုက်ကိုအခြေအနေတွေကစိုးနေဗျမနိုင်တာတွေများနေအခုဆိုရင်ဗျအဆင့်400ရိုမာနဲ့68မှတ်ရှင်အတူတူဖြစ်သွားပြီသူ head to head ရတာသူကအပေါ်မှာရောက်နေဗျရိုမာဂိုးကွက်ချက်ကရိုမာပိုများတယ်ဗျplus 24လောက်ထိထွက်နေအမှန်ဆိုရင် AC တို့ကဗျအဆောင်ကချန်ပီယံလိတောင်ချန်ပီယံလိတောင်ဖြစ်သွားတယ်ချန်ပီယံတောင်အင်တာနက်သူပြိုင်လူနေနေထားဗျအခုဆိုရင်အဆင့်4ထိရောက်လာတာတော်တော်ဆိုးဝါးသွားတာဗျရာစီစားဆိုဇက်တိုက်ကိုဖောင်းနေကောင်းတာရှုံးပွဲတော်တော်နဲတယ်ဗျ AC ကလေအဝင်းဝင်းဆိုပို့ကောင်းတယ်သူကရင်တော့အတင်းကြီးဆိုသူတောက်လျှောက်နိုင်တာအတင်းကြီးကိုမရှုံးခုနောက်ပိုင်းတော်တော်ရှင်းနေဆိုးသွားတယ်ဒီပွဲမှာသာ AC Milan တို့ထပ်ပြီးခြေချော်သွားရင်တော့ရိုမာကိုနေရာဖယ်ပေးရမှာဗျာဒီပွဲမှာ AC ကမနိုင်လို့မရဘူးဗျာတီနဲ့ရှုံးဆိုရင်သူအဆင့်9ကိုရောက်သွားမှာနောက်ဆုံးကန်ထားတဲ့သူ9ပွဲမှာလည်းတပွဲပဲနိုင်ထားတယ်ဗျာဒီတင်အဲ့အတော့မှဇရာအောက်ဆုံးကပြီးလို့တော့1စီးနဲ့ပဲနိုင်ထားတာကြီးရတော့မနိုင်ဘူးဗျာအဲ့ဒီ9ပွဲမှာတိုက်စစ်ကလည်းဗျာတော်တော်ဆိုးတာ3ဂိုးပဲသွင်းထားရတယ်အခု AC Milan အားနေချက်ကဗျာအခုလိုရေးရှိတဲ့ပွဲရောက်နေမှာအဓိကကစားသမားတွေဖြစ်တဲ့ပူလီစစ်တို့ပြီးရင်ကွင်းလန်မိုဒရစ်တို့အလက်ဆစ်တို့အက်စတူဘီနန်တို့ပြီးရင်တောင်မန်ရာဘီလီယိုတို့လည်းမပါနိုင်ဘူးဗျာတော်တော်ဆိုးတာပဲသူ4-5ယောက်ဆိုတာတော်တော်များတယ်ဂီယိုနာတို့ကတော့ဖြတ်မြင်းအသင်းပဲဗျာလက်ရှိမှာသူကဘာမှမထူးခြားတော့ဘူးဗျာနိုင်ရှုံပြီးတော့သူ့အိမ်ဝင်ဆိုတော့နောက်ဆုံးအိမ်ဝင်ဖြစ်နေတော့ဗျာအနေနဲ့များသူကဒုက္ခပေးဦးမှာပဲသူလည်းဂိုးသွင်းမှုစူးစမ်းနိုင်တယ်ဗျာဒီပွဲကAC ကလည်းမဖြစ်မနေသူအနိုင်ရမယ်ပွဲဖြစ်နေဒါကြောင့်ဒီပွဲကနှစ်ဖက်သွင်းကိုရှိသွားနိုင်တယ်ဗျကျွန်တော်ဒီပွဲဂိုးပေါ်ကြိုက်တယ် AC တို့ကနောက်ဆုံးပွဲတော့ပေါ်ထားတယ်ဒါပေမဲ့ရှေ့မှာတော့အောက်တာတော့များတယ်ဗျဒါပေမဲ့ဒီပွဲနှစ်ဖက်သွင်းကိုမျှော်လင့်လို့ကျွန်တော်ဂိုးပေါ်ကြိုက်ပါတယ်ဒီပွဲမှာ AC တို့အားနည်းနေရဆိုပေမဲ့ဗျာအနိုင်ရအောင်တော့ကန်ရမှာဗျဘယ်လိုပဲနေနေကျွန်တော် AC Milan ပဲကြိုက်ပါဒါပေမဲ့ဂိုးပေါ်ပို့ပြီးကြိုက်တယ်ဗျဒီပွဲကလေနောက်တစ်ပွဲကတော့ Brentford နဲ့ Burnley ဒါတော့ Premier League ပွဲ8နိုင်ခွဲဗျ Brentford ကတစ်လုံး40နိုင်ပေးထားဂိုးပေါင်း3လုံး40နိုင်ပထမကြောကတော့ Burnley က level 80ရှုံးဂိုးပေါင်း2လုံးရှုံးမဲ့ပေးတာဗျအဲ့ဒါ2စီးနဲ့ Burnley နိုင်တာဒီကြီးကတော့ပုံမှန်နဲ့တော့ပြင်းတာပါဗျာဒါကလည်း Brentford ရဲ့ရောမျော်လင့်ခွင့်အတွက်ကြီးကပြင်းနေရဗျသူတို့ကအမှတ်တွေလိုနေကြတာ Brentford တို့ Brighton တို့ Bournemouth တို့တန်းစီနေChelsea တောင်သူတို့အောက်မှာဗျာလက်ရှိနှစ်သင်းလုံးရဲ့အနေထားကတော့ဘာမှတော့အဲ့လောက်ကြီးကွာတာမဟုတ်ဘူးဗျအခုနောက်ပိုင်းကြီးတွေကဗျအမှတ်လိုတဲ့သင်းတွေကိုရှောက်ပေးနေပေးတင်ပေးလိုက်တာလည်းပို့ပေးနေယုံလို့လည်းမရဘူး Brentford ရဲ့ရောဝင်ခွင့်ကသူတို့ကအပြိုင်3သင်းဆိုတော့အဲ့လောက်ကြီးတော့မလွယ်ဘူးဗျ Brentford နောက်ဆုံးအိမ်ကွင်းမှာတော့ West Ham ကို3-0နဲ့ဂိုးပြတ်တက်နိုင်တာဗျာ
ဒါလည်းဝက်ဆန်ကဗျာအမက်လိုပဲချက်နဲ့အသေးအတန်နေဖွင့်စော်တော့ဒါပြေးလိုက်ရတာဗျာကိုးတွေကအဲ့လိုကြီးကွာရှားနေရတော့မဟုတ်ပဲလေးကလည်းနောက်ဆုံးဝေးကွင်းပွဲမှာမန်စီးတီးကို 3-0 နဲ့ကိုရှုံးလာတယ်ဗျာသူကလည်းမှတ်မှမလို့တော့ဗျာဟိုမြောက်ဒီမြောက်ဖြစ်နေပြီးတော့ပဲလေးကကွန်ဖရင့်လိဘိုလူပွဲရှိတယ်ဗျာသူကဒါပေမဲ့ဝေးပါသေးတယ်ဂျားမှာသူအာဆင်နယ်နဲ့လည်းကန်အောင်မှာကွန်ဖရင့်လိဘိုလူပွဲမရောက်ခင်မှာအာဆင်နယ်နဲ့ပွဲမှာတော့သူမိန်းမလီယာတွေနားပေးမှာတော့တေချာဗျာဒါပေမဲ့ဒီပွဲကတော့သူတို့ကန်လို့ရသေးတယ်ဝေးလို့သေးတယ်အဲ့ကြောင့်ဒီပွဲလဲသူတော့လကားတဲ့တော့ရှုံးပြီးမှမထင်ဘူးဗျာရသလောက်တော့ပြန်ပြီးတော့ကန်အောင်မှထင်တယ်ဒါကြောင့်ဒီပွဲမှာကျွန်တော်ပဲလေးကိုပဲကြိုက်တယ်ဗျာဟိုဘရန်ဖို့အမက်လူနေရတော့မှန်တယ်အိမ်ဝင်းကောင်းတာလည်းမှန်တယ်ဒါပေမဲ့အဲ့လိုဂိုး2ဂိုးကြီးတော့မပြတ်တော့ဘူးထင်တယ်ကျွန်တော်အနည်းဆုံးသူ9လဲ2-1လို့ဂိုးပေါ်ရင်တော့မှာဗျာ3-2လို့ပါဘူးအဲ့လောက်နေထားပဲရောက်မယ်လို့ထင်တယ်ကျွန်တော်ပဲလီကိုပဲကြိုက်ပါတယ်နောက်ပြီးဂိုးအောက်ကိုလည်းကြိုက်တယ်ဗျာဒီပွဲက4လုံးလောက်တော့မရောက်ဘူးထင်ပါတယ်အဲ့ဒါကြောင့်မလို့ပါနောက်တစ်ပွဲကတော့လီနဲ့ Brighton ဒါ8နာရီပွဲပဲဗျာဒီပွဲလဲ Brighton လည်းအခု level 80ချုံးပေးထားတယ်ဂိုးပေါင်း3လုံး50နိုင်သူအဝေးကွင်းကနေပြန်ပေးနေတယ်ပထမကျောတော့ Brighton ကသူ level ရှုံးပေးတာသူ့ကွင်းမှာဂိုးပေါင်း2လုံးရှုံးပေးတာဗျာအဲ့မှာ3-0နဲ့တော့သူအပြည့်အသက်တော့နိုင်ထားတယ် Brighton တို့ကလက်ရှိအဆင့်ခွန်ဗျာ conference နေရာမှာရှိနေဒါပေမဲ့ तू ကအပေါ်အဆင့်6ဘုံမောက်တဲ့နေရာကိုလူချင်တယ်ဗျာဂျားမှာ तू နဲ့ဘုံမောက်က2မှတ်ပဲကွာတယ်နောက်ပြီးအခွင့်အရေးတစ်ခုကဘုံမောက်ကလည်းနောက်ပွဲကမက်ဆီနဲ့တွေ့နေရဆိုတော့ Brighton နဲ့ Brentford တို့အတွက်ကအခွင့်အရေးတစ်ခုဖြစ်နေရဗျာဒါကြောင့်မလို့ကြီးတွေကပြင်းနေတာဒါပေမဲ့ Brighton တို့ကဝေးဝင်းကောင်းတဲ့တင်တော့မဟုတ်ဘူးဗျဟိုအမှန်တိုင်းပြောရရင်ဗျာဟိုအမှတ်လိုရဲ့ချက်ရှိတိုင်းဥရောပဝင်ခွင့်ရကျင်တိုင်းလဲနိုင်တာမဟုတ်ဘူးဗျနိုင်ရင်မှလည်းနိုင်တာအဲ့ဒါကြီးတိတ်တွက်လို့မရအောင်နောက်ပြီးလီတို့ကလည်းတန်းတင်နေဗျာဒါပေမဲ့လကားလည်းရှုံးပေးမှာမဟုတ်သူ့အိမ်ဝင်ဗျာနောက်ဆုံးအိမ်ဝင်ပြိတ်သက်ကိုသူလည်းကျင်းနှက်မှုတော့ပေးမှာပဲလီလည်းဒီပွဲမှာကန်လာမယ်လို့ထင်တယ်ဗျာလီတကယ်ကန် Brighton တို့လုံဆုံးတီလောက်ပဲဗျာမနိုင်ဘူးလီရှီနဲ့ Brighton ရှီနဲ့အဲ့လောက်ကြီးကွာတာမဟုတ်လီကအိမ်ဝင်ဆိုပို့ပြီးကောင်းတယ်ဗျာကိုကလည်းမြူးတယ်အိမ်ဝင်သွင်းကိုကလီကဆိုးဗျာ Brighton တို့အမှတ်လူနေရတော့မှန်တယ်ဗျာဒါပေမဲ့ဒီဝက် Brighton တို့ကျွန်တော်မနိုင်လောက်ဘူးပဲထင်တယ်ဗျာအသေးလောက်ပဲကျွန်တော်မှန်တယ်အဲကြောင့်လီကိုပဲကြိုက်တယ်လီအိမ်ဝင်ကစားအောင်လည်းသဘောကျလို့ပါနောက်တစ်ပွဲကတော့ Newcastle နဲ့ Watson ဒါတော့17နာရီဗျာဒီပွဲကတော့ရေးကြီးတဲ့ပွဲရောဗျာ Watson အတွက်ဟို Newcastle level 50ရှုံးမဲ့ပေးထားရဗျာထူးဆန်းဆန်းသူ့အိမ်ဝင်မှာယူအိမ်ဝင်ဆိုတာဟိုတော်တော်ဒါအလွန်ဆုံးအနည်းဆုံးဗျာ level ရှုံးပေးရမှာဘိုးကတော့ဒီပွဲမှာ 3D ပေးထားတယ်ပထမကျောကတော့ new way ကွင်းကနေပြီးတော့ဟိုတစ်လုံး30နိုင်ဗျာပထမကျောအဝေးကွင်းတောင်မှကြည့်အောင်ဗျာတစ်လုံး30နိုင်ကိုပေါင်း3လုံး50နိုင်ပေးတာအဲ့မှာ Watson 3-1နဲ့ပြန်နိုင်တာဒီပွဲက Watson ရဲ့နောက်ဆုံးမျှော်လင့်ချက်ဗျာဒီပွဲသာရှုံးသွားရင်သူ့ရဲ့တန်းတင်မှုမျှော်လင့်ချက်ကပြီးသွားပြီဆင်းပြီဗျာဒီပွဲတီကြောက်လည်းမရဘူးမှန်တိုင်းပြောရင်ဒါမဲ့နိုင်လူနေရဆိုမဲ့ဗျာနိုင်ရင်မှလည်းနိုင်မှာပါအဲ့လိုလည်းတွက်လို့မရဘူးနောက်ဆုံး2ပွဲဆက်လည်းတွင်းကိုမရပဲနဲ့ရှုံးထားရဗျာအာဆင်နယ်နဲ့ပွဲမှာတော့ဗျာသူတည်ရတော့ရခဲ့တဲ့ဟိုအသေးအတန်တော့ကျိုးသွားတာဗျာတနာဖို့တော့ကောင်းဟိုအချိန်ပေါ်မှာဂိုးရသွားတာအမှ BI ထက်လဲကြည့်ပြီးတော့ဗျာအမှန်တမက်လောက်ရရင်မစိုးဘူးဗျာဟိုလက်ရှိစပါးနဲ့သူ2မှတ်กว่าနဲ့အဲ့မှာတမက်ရရင်သူ1မှတ်ပဲกว่าမှာဗျာပရီးမီးယားလိရဲ့ဒိုင်တွေကလည်းယုံရမှာပေါ့ဗျာဟို BI လည်းသူတို့ကလှုပ်ရှင်သူရှောက်လို့သူတို့ပေးရင်ပေးတယ်ဗျာမပေးရင်မပေးဘူးညမန်စီးနဲ့ Chelsea FA Cup ဖိုင်နယ်မှာလည်းဟို Chelsea တင်းပနတီရနိုင်တဲ့နေသားတွေအများကြီးဗျာအဲ့ဒါကို BR တော့ကြည့်တယ်ဒါပေမဲ့ပယ်ခဲ့တယ် BR လည်းတိကျပြန်မကြည့်ပါဘူးဗျာသူတို့ပေးရင်လည်းပွဲဆို BR ထက်လဲကြည့်များမကပြစ်ရှာအာဆင်နယ်နဲ့ Watson ပွဲရလဲ Watson တွင်းကိုသူတို့ခွင့်မပြုကျင်တော့ဗျာဟို BR 18ချိန်ကြီးတောင်ကြည့်တယ်ဗျာအမှားကိုရှာတာအဲ့ဒီပွဲမှာအဲ့လိုမျိုးအမှားရှာရဲဆိုပြီး Watson ကတောင်တိုင်ထားတယ်ဗျာ Watson နီးပြကလည်းစပါးကိုတန်းနေအောင်လို့သူတို့ဆွဲရှာရဲဆိုပြီးဆွဲထားသေးတယ်ဒါကလည်းမှန်တယ်ဗျာမမှားဘူးဘောင်းဆိုစပါးနဲ့ Watson ကဟိုပုံရိပ်ကအများကြီးกว่าတယ်ဗျာဖန်ပေးရလဲစပါးအများကြီးတောင်းတယ်ဒါကြောင့်မလို့ဟိုသူတို့ကတန်းစင်းစီခြင်းတော့ Watson ကိုပဲစင်းစီခြင်းပါဒါပေမဲ့ Watson တို့လွယ်တကူတော့လက်လျှော့မယ်လို့မထင်ဘူးဗျာသူတို့ဘယ်လောက်ထိကြိုးစားရုံးကန်နေဆိုတာသူတို့အဆုံးထိတက်တည်ပြမယ်ထင်တယ်ဒါကြောင့်ဒီပွဲမှာလဲ Watson ကိုပဲကြိုက်တယ်ဗျာဒီပွဲ Watson ရှုံးသွားရင်လဲစပါးပွဲကတိတ်ဒိတ်ပြန်မရှိတော့ဘူးဗျာယူတို့ကအိမ်ဝင်းဖြစ်နေတာလွယ်သူတို့အတွက်ကတော့ဘာမှမထူးတော့ပါဘူးဒါကြောင့်မလို့ပါနောက်တစ်ပွဲကတော့ Edigo နဲ့ Giona ပွဲ17နာရီပွဲဒါကတော့လာလီကာပွဲဗျ Edigo ကတစ်လုံး80နိုင်တောင်ပေးထားတယ်ကိုအောင်3လုံး80နိုင်ပထမကျောကတော့ဗျာ Edigo ကတစ်လုံး50နိုင်ဝေးကွင်းကနေတောင်တစ်လုံး50နိုင်ကိုအောင်2လုံးချုံပေးတာဗျအဲ့မှာ3-0နဲ့သူကိုပြတ်နိုင်လာတယ် Giona ကတော့လက်ရှိရမှတ်40ဗျသူအဆင့်15မှာတန်းစုံလွတ်နေဆိုမဲ့တက်မှတ်ပဲကွာတာဗျအဆင့်17တန်းစုံကမာတော့က39မှတ်ဗျာအဆင့်19ကလီဗန်တေးကလည်း39မှတ်ပဲဒီနေ့လာလီဂါအဆိုင်ဖြစ်နေဗျဒီနှစ်က
ဘာလို့လဲဆိုတော့ယင်းနှစ်တည်းရဗျာဟို39 36လောက်တောင်တန်းတင်တယ်ဒီနှစ်ကဟို44မှတ်ရထားတဲ့အဆင့်10ရာတင်းတော့မှာတန်းနေမှုမသေးကြဘူးဗျာမှတ်နိုင်ပြောရရင်ဟိုလီဗန်တေးကလက်ကျန်2ပွဲလုံးနိုင်ရင်45မှတ်ဖြစ်သွားမှာအားကြောင့်မို့အဆင့်10ရာဘလကာနိုလားတူတော်မှာဗျာဟိုလက်ကျန်2ပွဲလုံးရှုံးပြီးတော့လီဗန်တေးကလက်ကျန်2ပွဲလုံးနိုင်သွားရင်အဆင့်10ရာတင်းတော့တန်းဆင်းရမှာဗျာအစမ်းကြီးဖြစ်နေဒီနှစ်ကလေအားကြောင့်မို့ရမှတ်40ကျော်မှတန်းတင်တော့မှာဗျာဒီနှစ်ကဂီရိုနာဝေးခွင်းတော့သူအဲ့လောက်ကြီးမကောင်းဒါပေမဲ့နိုင်ပွဲတွေနဲတယ်ဆိုပေမဲ့တီစော့နိုင်တယ်အတင်းဗျာဝေးခွင်းမှာသူတီ10ပွဲတောင်စော့ထားတယ်ပြီးတော့အတင်းကြီးတွေကိုသူကတီတွေစော့ထားတာဗျာရီရဲလို့ပါတော့မှာဒီစင်းကအဲ့လောက်ကြီးထင်သေးလို့တော့မရဘူးအတင်းငယ်နဲ့တွေ့ရင် तू ကဘာမှမဟုတ်ဗျာဒါပေမဲ့အတင်းကြီးနဲ့ဆိုအဲ့ဒီဂီရိုနာကောင်းတယ်နောက်ပွဲကလည်းဗျာသူ့အိမ်ခွင်းမှာဟိုအချီနဲ့ဆိုတော့အဲ့ဒီပွဲကသုံးဖြတ်ပေးမဲ့ပွဲဖြစ်နိုင်တယ်အချီကလည်းတန်းစင်းဆုံးယုံနေအတင်းရှင်းဆိုတော့ဒါပေမဲ့ဒီပွဲမှာဒါဂီရိုနာက AD ကိုနိုင်လိုက်မယ်ဆိုရင်ဗျာနိုင်ပွဲကတော့လွယ်တော့မလွယ်ဘူးပေါ့ဒါပေမဲ့ဒီပွဲမှာ3မှတ်ရလိုက်ရင် तू ကအခြေအနေတော်တော်ကောင်းသွားပြီ43မှတ်နောက်ပွဲအချီနဲ့ပွဲမှာတေဆော့ရင်တန်းနေပြီဗျာဒါကြောင့်မလို့ဒီပွဲမှာဂီရိုနာတို့အသေးအံကြိုးစားလာမယ်ထင်တယ်ဗျာမနိုင်တော့တေလောက်ကစားမယ်ထင်တယ်ကျွန်တော်ဒီပွဲဂီရိုနာကိုပဲကြိုက်ပါတယ်ကိုပေါင်းပေါ်လဲကြိုက်တယ်ဗျာဟို AD ကိုကလည်းသူ့အိမ်ဝင်ဆိုတော့တကူလောက်တော့သွင်းနိုင်တဲ့အနေထားရှိပါတယ်ဘယ်လိုပဲနေနေအားကြောင့်မလို့ကျွန်တော်ဂီရိုနာနဲ့ကိုပေါင်းပေါ်ကြိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်စင်မိကြပါစေ